ပြီးတော့ဗုဒ္ဓဘာသာရဲ့လို့ဖြစ်လာရင်နိဗ္ဗာန်ရရှိဖို့ရာကအဓိကဥတည်ချက်တော့ဖြစ်ပါတယ်နော်မှန်ပါဗျာနိဗ္ဗာန်ကိုလိုချင်တဲ့ပုဂ္ဂိုလ်ရနံပါတ်1သီလဖြူစင်ဖို့လိုတယ်နော်မှန်ပါဗျာဘာဖြစ်လို့လဲမဂ္ဂင်7ပါးကျင့်စဉ်တရားကိုကျင့်ရမယ်နော်မှန်ပါဗျာမဂ္ဂင်7ပါးကျင့်စဉ်တရားထဲမှာဘုရားရှင်ကသီလသမာဓိပညာသိက္ခာ3ရာအကျင့်မြတ်ကိုပြည့်ပြည့်စုံစုံထီးသွင်းပြီးဟောကြားထားတော်မူပါတယ်နော်မှန်ပါဗျာလူပုဂ္ဂိုလ်များအတွက်တော့အောက်ထိပ်ဆုံး5ပါးသီလပေါ့နော်မှန်ပါဗျာ5ပါးသီလမမြဲဘူးဆိုတရဏဂုံမှာပျက်စီးသွားတယ်တရဏဂုံလည်းပျက်စီးတယ်5ပါးသီလလည်းမရှိဘူးဆိုရင်မတည်ဘူးဆိုရင်ထိုပုဂ္ဂိုလ်ရဲ့တရားအထုတ်တော်လဲမဂ္ဂနိဗ္ဗာန်ရဖို့ရမလွယ်ကူပါဘူးနော်ဒါကြောင့်5ပါးသီလကိုခါအောင်မစိုးခဲ့တော့အမြဲတမ်းမြဲနေအောင်တစ်သက်လုံးကြိုးစားဖို့လိုပါတယ်နော်တရားအထုတ်တုံးလည်းပဲ5ပါးသီလမြဲတယ်ဉာဏ်နဲ့အချိန်မမြဲဘူးဆိုလို့ရှိရင်ဒီသီလကသိပြီးဖြူစင်မှုမရှိပါဘူးဖြူစင်မှုမရှိတဲ့သီလကနိဗ္ဗာန်ရဖို့ရအတွက်အာကြီးသောဥပနိဒေယပစ္စယတ္တိဖြင့်ကျေစုပြုပေးနိုင်တဲ့စွမ်းအားမရှိပါဘူးဒါကြောင့်အောက်ထိပ်ဆုံးအပြင်5ပါးသီလကိုခိုင်ခိုင်မြဲမြဲနေ့စဉ်စောင့်တည်ဖို့တော့လိုအပ်ပါတယ်စောင့်တည်ရမယ်ကျင့်သုံးရမယ်နော်မှန်ပါဗျာကဲနိဗ္ဗာန်လိုချင်ဘာလို့ရမလဲဆိုတော့သတုဏဘိက္ခုအရိယသစ္စာနာအနတ္တဘောဓအပတိဝေဒဧဝမိတံဒီကမတ္တနာတန္တဝိတံတန္တရိတံမမင်းစီဝတုမကိစ္စစသည်ဖြင့်ဟောသစ္စာတန်ရောကောတိခါမသုတ်တံမှာမြတ်စွာဘုရားဟောထားတဲ့အတွက်သစ္စာ400တရားမြတ်ကိုဟုတ်တိုင်းမှန်စွာအနုဘောဓဉာဏ်ပฏิဝေဒဉာဏ်ဖြင့်ကိုယ်တိုင်မျက်မှောက်ထွန်းပေါက်မသိမမြင်တဲ့အတွက်တော့သင်္ချင်သားတို့တွေကောငါဘုရားရှင်ကောထိုဘဝမှာဤဘဝမှာထိုဘဝတို့တပြောင်းပြန်ကျင်ကျင်စားပြီးတော့ခဲ့ကြရလေပြီဒီခုသောဘဝမှာလည်းကြည်ဖန်များစွာတက္ကကျင်ကျင်စားပြီးတော့ခဲ့ရလေပြီဆိုပြီးဟောထားပါတယ်နော်သစ္စာ4ပါးမသိလို့ရှိရင်တော့သံဃာခီးကရှင်းနေပါဖြစ်ပါတယ်နော်သစ္စာ4ပါးကိုဟုတ်တိုင်းမှန်စွာသိအောင်ဘုရားဘာသာမှန်ရင်ကြိုးစားရမယ်နိဗ္ဗာန်ကိုလိုချင်နေဆိုရင်ပေါ့နိဗ္ဗာန်ကိုတော့လိုချင်တယ်သစ္စာ4ပါးကိုဟုတ်တိုင်းမှန်စွာမသိဘူးဆိုရင်တော့ဒီနိဗ္ဗာန်ကိုဘယ်လိုမှမရနိုင်ဘူးသစ္စာ4ပါးကဘာတွေလဲဒုက္ခသစ္စာသမုဒယသစ္စာនិရောဓသစ္စာမဂ္ဂသစ္စာဒုက္ခသစ္စာဆိုတာကဘာလဲမြတ်စွာဘုရားကတရားဘွေဆိုဥလို့ခေါ်ဆိုနိုင်တဲ့ဓမ္မစက္ကဗောဓနာသုတ်တံဓမ္မစကြာဒေသနာတော်မှာဘယ်လိုဟောထားလဲဇာတိပိဒုက္ခသရာပိဒုက္ခဗျာတိပိဒုက္ခမရဏပိဒုက္ခသတိဟောထားပြီးတော့နောက်ဆုံးသံခိဋ္ဌိနဣစုပါဒနဲ့ခန္ဓာကဒုက္ခလူရင်းတူချင်းပြောကြဆို